ယထာကိုနိုင်နေငယ်စီးပြီးတော့ကျွန်တော်ပြင်းပြင်းနဲ့ယထာဝန်ထမ်းတယောက်နဲ့စကားပြောနေပါတယ်ချင်းမှန်ပချင်ရောက်မှလေပေါ့မေးနေတာပေါ့ဗျာသူကပြောပါတယ်နိုင်နေငယ်ကြာရင်ချင်းမှန်မျိုးရောက်တော့မယ်တဲ့အခုလန်ဖုန်းနာရောက်နေပြီတဲ့ဒီလိုနဲ့ကျွန်တော်လည်းချင်းမှန်မျိုးနာရောက်တော့မယ်အကြောင်းကြားတော့ကျွန်တော်လူတွေတွားနှုတ်ခဲ့ပါတယ်ချင်းမှန်မျိုးနာရောက်တော့မယ်မျိုးထားကြတော့လို့တွားပြောနှုတ်ခဲ့ပါတယ်အချိန်ခဏကြာတော့ယထာချင်းမှန်မျိုးတော့ဆက်ရောက်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်နဲ့ခေါင်းနဲ့ကြီးနေပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တရားမဲ့ဟိုတယ်နေတဲ့တနားကြီးခွဲမှာချက်ကင်ဝင်မှာမလို့ပါဒါပေမဲ့အဲ့ဒီအကြောင်းလည်းဟိုတယ်မှာရှိတဲ့ဝန်ထမ်းတွေကိုကျွန်တော်စာပို့ခဲ့ဘူးပါတယ်ငါတို့ယထာမနေ့4 နာရီလောက်ရောက်မယ်မင်းတို့ရှိစောစောချက်ကင်ဝင်လို့ရလားလို့မေးခဲ့ပါတယ်သူတို့တော့ပြောပါတယ်ဟိုတယ်ကမန်နေဂျာနဲ့စကားပြောကြည့်ပေါ့တဲ့ဒီလိုနဲ့ကျွန်တော်လည်းဟိုတယ်ကိုစိတ်ပူပူနဲ့ပဲတွားခဲ့ပါတယ်ကျွန်တော်လူလည်းကျွန်တော်ပြောလိုက်ပါတယ်ငါတို့နေ့လက်တနားကြီးမှာချက်ကင်ဝင်ရမယ်ဒါပေမဲ့ဟိုတယ်ကတော့မန်နေဂျာနဲ့စကားပြောကြည့်လို့တော့ငါ့ကိုစာပို့ထားတယ်လို့ပြောထားပါတယ်သူတို့လည်းရပါတယ်စိတ်မပူပါနဲ့ဘာမှဖြစ်တော့ပါဘူးငါတို့ဝင်လို့ရတော့မှာပါလို့သူတို့လည်းကျွန်တော်ဖြည့်သိခဲ့ပါတယ်ဒီလိုနဲ့ပဲကျွန်တော်ခေါင်းထဲမှာအဲ့အတွေ့အခဏပြောက်သွားပါတယ်ဘာလို့လဲဆိုတော့ငါတို့ဟိုတယ်ကိုဘယ်လိုသွားရမလဲဆိုတဲ့ဟာခေါင်းထဲရောက်လာပါတယ်အားနဲ့တယောက်ပြောနေကြပါဗျာအရှိမကားငားမယ်တယောက်ကလည်းဘိုးခေါ်မယ်တဲ့ဘိုးဆိုတော့ထိုင်းနိုင်ငံရဲ့ဥပါလိုပါပဲဗျာအဆင်ပြေပါတယ်အဲ့ဒါလည်းငားမယ်လို့အားလုံးကတော့တိုင်မင်နေကြပါဗျာဒါပေမဲ့ကျွန်တော်တော့ဘာမှဝင်ပြောခဲ့ပါဘူးရာနဲ့သွားရောင်းရင်ပြီးရောဆိုပြီးခေါင်းထဲမှာတွေးနေရပါဒီလိုနဲ့ယထာခေဝါနာကိုရောက်နေပါပြီဒီလိုနဲ့ဘယ်လိုသွားမလဲဆိုတော့တိုင်မင်တော့မပြီးနိုင်သေးပါဘူးဗျာတိုက်စီစီမလားလို့မြန်မာပြည်ကလို့အော်နေတဲ့လူတွေသွားမိခဲ့ပါတယ်ကျွန်တော်တို့သွားမဲ့ဟိုတယ်နဲ့ဘူရာအဲ့လောက်မွေးပါဘူးဗျာအဲ့တော့ကျွန်တော်တို့ဂျင်းစားထဲတော့ပါပဲဘတ်3000နဲ့ကျွန်တော်ကပြောပါတယ်ငါတို့900ရမှစီးမယ်ရမ်းနီးတယ်သူတို့ကပြန်ပြောပါတယ်မင်းတို့အစိမပြေမစီးပါနဲ့တဲ့ရပါတယ်တဲ့အားနဲ့နောက်ဆုံးကျွန်တော်တို့ဘူးငားဖို့စီစဉ်လိုက်ပါတော့တယ်ဘူးငားဘူးကဘယ်တော့မှမကြပါဘူး250ပဲကြပါတယ်ဒီလိုနဲ့ဘူကရောက်လာတော့ကျွန်တော်ဟိုတယ်ကိုသွားခဲ့ပါတယ်ဟိုတယ်ရောက်တော့အပြဿနာထပ်ဆတော့ပါဗျာဟိုတယ်ကြီးကတကားပိတ်ထားပါတယ်ဟုတ်ပါတယ်ချင်းမှန်တော့များဟိုတယ်တွေကတော့ self service နဲ့လုပ်ပါတယ်ကိုယ့်အောင် check in ဝင်ကိုယ့်အောင်အခန်းထဲမှာထုတ်တွေချပြီးတော့ရှောက်သွားလို့ရပါတယ်ခဏကြတော့ကျွန်တော်တို့လည်းရောင်းလဲဖြစ်နေရပါဗျာဟိုတယ်ရှိမှာအားနဲ့ဟိုတယ်မှာတဲတဲ့ local ပဲထင်ပါတယ်ကျွန်တော်တို့လာပြောပါတယ် check in ဝင်ခြင်းလို့လားတဲ့ကျွန်တော်လည်းဟုတ်ပါတယ် check in ဝင်ခြင်းလို့ဘယ်လိုလုပ်ရမလဲလို့မေးပါတယ်သူလည်းအားနဲ့ဟိုတယ်မှာရှိတဲ့ဝန်ထမ်းတယောက်သွားနှိုးလာပြီးတော့ဝန်ထမ်းထားလာတော့ကျွန်တော်တို့မေးပါတယ်check in ခုဝင်တော့မှလာတယ်ကျွန်တော်တို့ကောင်းကောင်းပြောလိုက်ပါတယ် check in ကတနားဝင်မှဝင်ရမှာအဆင်ပြေလားလို့မေးလိုက်ပါတယ်သူကပြန်ပြောပါတယ် check in ကတော့အဲ့လိုဝင်လို့မရဘူးအခန်းထဲတော့ပြည့်နေပြီတဲ့လူနဲ့သူကဆက်ပြောပါတယ်အထုပ်တွေထားခဲ့ပြီးတော့မုတ်ဒီပိုင်းစားလို့ရရဲတဲ့ဘာမှဖြစ်ဘူးတဲ့ဒါမဲ့ check in တော့ဝင်လို့မရတယ်ဘူးခဏတော့စောင့်အောင်မယ်တဲ့ဒါမဲ့တဲ့8 နိုင်လောက်ဆိုရင်တော့ပြန်လာခဲ့ပေါ့တဲ့8 နိုင်လောက်ဆိုရင်တော့ check in ဝင်လို့ရမယ်တဲ့ကျွန်တော်လည်းအားနဲ့8 နိုင်လောက်ပြန်လာမယ်လို့တွေးလိုက်ပါတယ်ဒီနေ့ပဲကျွန်တော်တို့လည်းချင်းမိုင်မျိုးကိုရှောက်ကြည့်ပါတယ်ဘိုက်စာနေရော7မှာမုတ်ဒီပိုင်းဝယ်နေပေါ့ဗျာကျွန်တော်လည်းမုတ်ဒီပိုင်းစားပြီးကျွန်တော်နာရီကောက်ကြည့်လိုက်တဲ့ချိန်တော့နာရီကမနက်9 နာရီပဲရှိပါသေးတယ်ကျွန်တော်ဘော်ဒါကိုမေးတာပေါ့ဘယ်လိုခံစားရလဲချက်ကင်စောစောဝင်လို့မရတာသူကပြောပါတယ်ဘာမှဖြစ်ပါဘူးလေဒါခီးသွားအရင်အနှစ်တာတော့ပဲတဲ့ဒါကိုကျွန်တော်တို့တခြားပြန်စဉ်းစားကြည့်လိုက်တော့ဟုတ်ပါတယ်ခီးသွားရင်တော့ပြဿနာမဖြစ်ရင်ခရီးမစစ်ဘူးလို့ကျွန်တော်ခေါင်းထဲမှာကျွန်တော်တွေးဝင်လာပါတယ်ဒါလည်းမှန်ပါတယ်ဗျာဒါမှ memory ဆိုတာဖြစ်လာတာပေါ့ဗျာဒီလိုနဲ့ကျွန်တော်တို့လည်းအချိန်ကုန်တာမြန်အောင်ဆိုပြီးချင်းမှန်ပြီးတော့ရှောက်ကြည့်ခဲ့ပါတယ်အမအားကစားလုပ်တဲ့လူတွေတွေ့တယ်ကလပ်ကပြန်လာလူတွေတွေ့တယ်ပြီးကျွန်တော်တို့လိုမျိုးcheck in ဝင်လို့မရလို့ရောင်းလဲဖြစ်တဲ့လူတွေတွေ့တာပေါ့ဗျာတော်တော်မိုက်ပါတယ်ချင်းမိုင်မနဲ့ခင်တော့အပြေအခံစားလိုက်ရတာပေါ့လူနဲ့ပဲမနေ့၈ နာရီထိုးရပါတယ်ထိုးတော့ကျွန်တော်လဲဟိုတယ်ပြန်ပြီးတော့ check in ဝင်လို့ရပြီလားလို့သွားမေးခဲ့ပါတယ် check in ဝင်လို့မရသေးဘူးတဲ့ဒါပေမဲ့မင်းတို့ cycle ငှားရင်ငှားလို့ရပြီတဲ့အဲ့ဒါကျွန်တော်တို့လည်း cycle ငှားပြီးတော့မနေ့စာသွားစားခဲ့ပါတယ်ကျွန်တော်နဲ့ပါလာတဲ့ကိုတယောက်ကပြောပါတယ်ရန်ကောင်းတဲ့မြန်မာဆိုင်ရှိတယ်တဲ့မနေ့စာတော့မိုက်တယ်တဲ့မဆိုးဘူးတဲ့ဒီလိုနဲ့သွားစားကြတာပေါ့ဗျာအဆိုင်မှာဟုတ်ပါတယ်အဆိုင်လေးကမစိုးပါဘူးတော်တော်လေး1 minute ရှိပါတယ်စားလို့လည်းကောင်းပါတယ်ရန်ကုန်ပြန်ရောက်သွားဘလူတောင်ခံစားမိပါတယ်အဆိုင်လေးကမစိုးပါဘူးတော်တော်မိုက်ပါတယ်ဟုတ်ပါဘရိုအခုမှသိ